တွေ့လိုက်မယ်နော်ဒူရီတီကိုလေတေးသေးလေးပေးတာမဟုတ်ဘဲနဲ့ဒီလိုအချမ်းကြီးကြီးအုံးမင်္ဂလာပါစวัสดีค่ะทุกคนဒီနေ့ပေါ့နော်မကီမာနဲ့မကီမာတငယ်ချင်းပေါ့နော်ဒီနေ့မကီမာအရန်ကြိုက်တဲ့ကဲမုတ်လေးတခုလာပြမှာပေါ့နော်လာစားပြမှာဖြစ်ပါတယ်ဒီမှာကြည့်ကြပါဦးရှင်မကီမာပထမအဆုံးပြမယ့်ကဲမုတ်လေးကတော့ cake နေပေါ့နော်ထိုင်းလိုကြတော့သူများအတိအများဆုံးနာမည် cake နေပေါ့နော်ဒီမှာဒါကဲမုတ်ဒီကမုတ်လေးอ่ะပေါ့နော်သူကအုံးသီးနဲ့လောက်ထားနော်ဒီဗာလဲရှစ်လပိုင်းပေါ့နော်အမေများနေ့ရဲ့လတလမှာပဲသူတို့လောက်တော့မှလာကြည့်ပါဦးရှင်တအားနေမှာစားလို့ကောင်းနော်ဟိုညမကေမစားပြလေသူရဲ့ကိတ်မို့အရတာလေးချိုပြီးတော့စစ်ပြီးတော့လေအသားဘယ်လိုပြောမလဲဒီမှာလို့လည်းပြောမတတ်ဘူးဟိုအကမှုအဝိမှာနော်အင်းနော်ဒီမှာနော်အရန်နေမှာကောင်းနော်နောက်တစ်ခုကရန်ရောင်ကောင်းတဲ့ကိတ်မို့နောက်တစ်ခုကဒီမှာဒါကတော့ဒူရီတီကိတ်မို့နော်ဒူရီတီကိုလေတေးသေးလေးပေးတာမဟုတ်ဘဲနဲ့ဒီလိုချမ်းကြီးကြီးအစစ်ကြီးကြီးနဲ့ကိုပေးတာเนาะဒီမှာအားကြတော့ဒီမှာလိမ်မောင်သီးနဲ့လှုပ်ထားတဲ့ကိတ်ပေါ့เนาะဒီလိုကြည့်နီးနီးကက်ကက်လေးကြည့်တဲလေးတို့ရေဒီမှာလိမ်မောင်သီးတို့မှပေးလိုက်တာဟိုတေးသေးနားနားလေးမဟုတ်တော့ဒီမှာเนาะလုံးဝကိုစားလို့ကောင်းတဲ့ကိတ်မောက်လေးเนาะကောင်းတဲ့မီနူနောက်တစ်ခုပေါ့เนาะဒီမှာဘာလဲသိလားသိကြလားဒီမှာသိကြလားမိုးလက်ဆောင်ဒီမှာလို့ခေါ်တယ်မသိဘူးမိုးလက်ဆောင်နဲ့လှုပ်ထားတဲ့ကိတ်မောက်လေးပေါ့เนาะဘဲသုံးပေါင်းပေါ့เนาะ size ကတော့ကိတ်မောက်က3 size ရှိမယ်เนาะဒီ site ကကြတော့ဒါကတော့ site အကြီးဆုံးပေါ့နော် left side ပေါ့နော်ဒီမှာ light side ဒါ small side ပေါ့နော် small side baby side ပေါ့နော်ဒါကတော့ baby ရဲ့ side လေးပါသူ weight တက်မှာကြောက်တဲ့သူနော်ကိတ်မုတ်လဲကြိုက်လို့ weight တက်မှာလဲကြောက်တဲ့သူလို့မနော်ဒီ side လေးမှာသွားပါတဲလေးတို့ရေ weight မတက်ဘူးဒါပဲဆိုတော့အများကြီးမဟုတ်လေနော်အဲ့လိုကောင်းတော့မကင်မပြောရနဲ့လည်းမခံစားနိုင်တော့ဘူးစားတော့မယ်နော်ဒီမှာတဲလေးတို့သူရဲ့ကိတ်မုတ်အသားလေးကိုကြည့်ကြည့်နော်တိတ်တိတ်ချာချာလေးကြည့်နော်အခြားဆိုင်နဲ့မတူဘူးနော်ဒီဟာကိတ်မုတ်စားတယ်လို့ခံစားရဘူးသူဟာရလဲလို့လည်းမသိမြန်မာလိုလည်းကလုံးပြောမတတ်ဘူးအဝိရညာဝိသောရညာနမှုတပွားလေကိုကအရသာမျိုးစုံစားချင်တယ်ပေါ့နော် baby size လည်းကိုအတွက်ကြီးမယ်ဆိုရင် light size လည်းကြီးမယ်ဆိုရင်ဒီလိုလေးတွေမှာဒီလိုတေးသေးလေးတွေမှာဒီလို size လေးတွေလည်းရှိရနော်သူကတဖာကို12ဘူးပြပါပေါ့နော်အရတာ12မျိုးပါတယ်ဒီလိုမာချင်လဲရတယ်ပေါ့နော်ဆိုရင်ဒီကိတ်မုတ်လေးစားချင်ဆိုရင်မကီမသူရဲ့ contact ဆိုင် contact လေးထည့်ပေးမှာပေါ့နော်ဘယ်နားမှာဝယ်လို့ရတယ်ပြီးတော့ line IG ဖုန်းနံပါတ်ဒါမှမဟုတ်ရင်ကိုတိုက်မှာတော့ဝယ်လို့ရတယ်နော်ဒီမှာချထားပေးမယ်နော်ဒီမှာဒီနားမှာချထားပေးမယ်ကိုနဲ့ကိုအိမ်နဲ့နီးတဲ့နေရာပေါ့နော်မာဒါမှမဟုတ်ရင်အိမ်နဲ့နီးတဲ့နေရာမှာမာစင်ဦးဆိုရင်ဗာလဲ grab နဲ့လည်းမာလို့ရနော်ဟုတ်တယ်ဟုတ် grab line man နဲ့လည်းမာလို့ရနော်လေးတော့အကယ်လို့ကိုကမဆောင်နိုင်ဘူးဟဲ့ဟာဒီနေ့ပဲစားချင်တယ်ဆိုရင် grab ဒါမှမဟုတ် line man ထဲမှာသွားမာပါဒါမှမဟုတ်ရင်ကိုအိမ်မှာနီးတဲ့ကိုတိုက်မှာသွားမာလိုက်ပါစင်ဒီမှာပေါ့နော်သူကတော့သူကတော့တိတ်ပြီးတော့စကားမတက်ပေါ့နော်ဒါပေမဲ့ဒီနေ့သူစပွန်ဆာပေးရပေါ့နော်ကိတ်မော့တွေလိုက်ဒီမှာနော်တွေ့လိုက်မယ်နော်တွေ့ကြလို့ခုကျမကတော့မကင်မာက chocolate crazy ဖြစ်တဲ့သူတော့ကိတ်မော့ဆိုရင်တွေ့နေရ chocolate ဆိုတွေ့နေရမှာစားလိုက်ရမှာနော်ဒီမှာရွှေမုံလေးနဲ့ပါတယ်ရှင်ဒီမှာစားလိုက်ရအသားရည်ဝင်းတောက်ပတ်ဝင်းပြီးတော့လာစီရမယ်နော်ဒါလည်းမြန်မာစကားကလုံးမတက်အောင်နော်နေတို့နားလေအောင်နားထောင်ကြနော်ဒီက chocolate နဲ့เข้มข้นมากนะพี่อันนี้ต้องพูดจริงโคตรเข้มข้นဟဲ့ရန်စားကောင်းတယ်ဟိုပြီးမွေးပြီးတော့လေအရသာလေးအားကောင်းတယ်တအားကြီးချိုတဲ့ရတာထဲမှာလည်းမဟုတ်ဘူးနော်သူက